အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တိုင်တန်းရတနာဆိုင်မှာပြသပေးသွားမယ့်ရွှေထည်လေးတွေကတော့၁၄ပဲနှစ်ပြားရွှေထည်လေးတွေပဲဖြစ်ပါတယ်ရှင်ဒီနှစ်ဆွဲလေးတွေနဲ့ငကက်လေးတွေဟာဆိုရင်အခုရေပန်းစားနေတဲ့ဒီဇိုင်းလေးတွေဖြစ်ပြီးအသက်အရွယ်အားဖြင့်15နဲ့30ကြားဝတ်ဆင်ဖို့အတွက်အထူးသင့်တော်ပါတယ်ရှင်ဈေးနှုန်းအပြင်ဆိုရင်လည်း10သိန်းနဲ့10သိန်းအထက်ဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်ပထမဆုံးဒီဇိုင်းလေးကတော့အသေးနှစ်ထပ်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒုတိယဒီဇိုင်းလေးကတော့ဒုတိယပုံလေးပုံမှာနှစ်ဆွဲဒီဇိုင်းလေးဖြစ်ပါတယ်ရှင်တတိယမြောက်ဒီဇိုင်းလေးကတော့အရန်ကိုလာရဲပေါ့နော်ဝါတာဒရောသုံးထပ်ရှင်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီနှစ်ဆွဲလေးကတော့လေးပြပုံနှစ်ဆွဲလေးပဲဖြစ်ပါတယ်ခုနောက်ဆုံးနှစ်ဆွဲလေးကတော့ဘက်ဘက်ကျိုးလေးကိုမှပန်ဒီဇိုင်းလေးနဲ့ပုံဖော်ထားတာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးပြပေးသွားတဲ့ဒီဇိုင်းနှစ်ခုကတော့နှစ်ဆွဲကိုအရန်လည်းမရှည်ခြင်းအရန်လည်းမတိုးရှင်ဘူးဆိုတဲ့သူတွေယူတဲ့နဲ့အရန်လာတဲ့ဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်ရှင်။မာယူဆက်သွယ်ခြင်းတဲ့ဆိုရင်တော့အပေါ်ကပြထားတဲ့ဖုန်းနံပါတ်လေးတွေရတစ်စင်မာယူဆက်သွယ်လို့ရပါတယ်ရှင်။အဆုံးထိကြည့်ပေးကြတဲ့တူတယောက်ရှိစီတိုင်းကိုတိမ်တန်းရတနာဆိုင်မှာအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။